ဇွန်6မော့ပလက်ချောင်းတော့ကြောပါမယ်ရှင်ဒါကတော့ကြက်သွန်ကိုလုံးလေးပြီးသားကိုရေးစစ်ပြီးရေးစစ်နေပါရေမရှိတော့ဘူးဆိုရင်တော့စီထည့်ပါမယ်ရှင်စီထည့်ပြီးတော့နနွင်းမုံရယ်ရောင်နှင်းမုံရယ်ထည့်ပြီးတော့ကြွအောင်လေးကြောပါမယ်ဒီလိုနေထားရောက်လာပြီဆိုတော့ချလို့ရပါပြီရှင်ဒါလေးကိုစစ်စစ်ထားလိုက်ပါစီစစ်ပြီးပြီဆိုတော့ကြက်သွန်ပြူကြောပါမယ်ကြက်သွန်ပြူကတော့၄လုံးသုံးထားပါတယ်ကြက်သွန်ပြူခွာပြီးတော့အဲ့လိုပါပါလေးတွေလေးတိုက်ပါတယ်ကြက်သွန်ပြူကိုလည်းစောနာလိုပဲနည်းနည်းကြွအောင်လေးကြောလိုက်ပါမယ်ရှင်ဒီလိုနေထားလေးရောက်ပြီဆိုတော့မီးပိတ်ပြီးတော့စီစစ်ဆဲထားလိုက်ပါရှင်ကြက်သွန်ပြူအရန်ကြီးမကျွတ်ပါသေးနဲ့ကျွတ်ခင်ခါပါတယ်ရှင်ဒါတော့မှနည်းနည်းကျွတ်တော့ခါတဲ့ဘက်နည်းနည်းရဆောနာကြက်သွန်ပြူကြော်ပြီးသားစီနဲ့ပဲပဇွန်ကြောက်မှုတ်ကြော်ပါမယ်ပဇွန်ကြောက်မှုတ်ကတော့ပဇွန်ကြောက်အသားမှုတ်ပါနော်ပဇွန်ကြောက်အသားမှုတ်30သားသုံးထားပါတယ်စီကတော့ total ဆိုရင်ဘာလောက်တော့ကောင်းလာတယ်30သားလောက်တော့ကောင်းလာတယ်။ဒါကြောင့်မို့ကြော်တော့လည်းစီခတ်ထည့်ရသေးတယ်။ဒါကြောင့်ကိုလည်းကျွတ်ရွမွေးနေအောင်ကြော်ပါမယ်။ဒါကြောင့်ကကျွတ်ပြန်တိတာပါတယ်အနံလေးတင်းလာပါတယ်ရှင်။စားလေးနည်းနည်းထည့်ပါတယ်။ဒါရင်းကြုံမုံပါဟင်းကြုံမုံထည့်ပါတယ်။ငါပြာကြီးလေးလည်းနည်းနည်းထည့်လိုက်ပါတယ်ရှင်။နည်းနည်းလေးကမွေးသွားအောင်ပေါ့နော်။ပေါ့နေမှာဆိုတော့အရန်ပေါ့နေတော့အစမကောင်းပါဘူးရှင်။တော့ကြက်သွန်ပြူတဲ့တော့ဘာမှမထည့်ပါဘူးရှင်။နွင်းမုံနဲ့ရောင်နှင်းမုံပဲထည့်ပြီးကြော်လိုက်ပါတယ်။ဒါကတော့ပစုံကြောကတော့ရတာလေးရရှိအောင်စားညုံမုံငါပြာကြီးထည့်ကြော်ပါတယ်။လက်ကအနားပေးလို့မရပါဘူးเนาะအဆက်မပြတ်ကြောပါတယ်ရှင်ဒီနေထားဆိုတော့ရပါပြီကြက်သွန်နီကြောထားတာထည့်မယ်ကြက်သွန်နီကြောထားတာရောကြက်သွန်ကြီးကြောထားတာရောထည့်ပြီးရောသမမှွေးလိုက်ပါမယ်အဲ့ဒါဆိုတော့စားလို့ရပါပြီရှင်ဒါဆိုရင်